dini parabola. And the parabola is the set of all points xy in the plane that are equidistant from its fixed line and fixed point, which is not on the fixed line. အဲ့တော့ parabola ဆိုတာတဲ့မြင်းသေးတစ်ခုဆရာတို့ကမြင်းသေးကိုဆရာတို့က directrix လို့ခေါ်မှာနော်အဲ့ဒီမြင်းသေးတစ်ခုနဲ့အဲ့ဒီမြင်းသေးပေါ်တွင်မရှိတဲ့ directrix ပေါ်တွင်မရှိတဲ့နော် which is not on the fixed line ဆိုတော့ directrix ပေါ်တွင်မရှိတဲ့အမှတ်သေးနော် fixed point အဲ့ဒီ fixed point ကိုဆရာတို့က focus F လို့ခေါ်မယ်အဲ့ဒီလိုနော် directrix နဲ့ပြောရရင် focus နဲ့တူညီစွာကွာဝေးတဲ့အမှတ်တွေပါဝင်တဲ့အစုကိုတဲ့နော်ဆရာတို့က parabola လို့ခေါ်တာနော်ဒါက parabola ရဲ့အကြောင်းကိုဒါရှင်းထားတာဒီဒါသိပြီးသားဖြစ်မှာနော်ဒါ parabola အကြောင်းတွေကိုဒါသိအောင်လို့နော်ဒါပြောပြထားတာနော်ဒါလေးတွေကိုသိချာနားလည်အောင်ဖတ်ပါနော်ဒါဟောဒီမှာဒါကြီးက directrix ဟောဒီမှာ focus အဲ့လို directrix နဲ့နော် focus ကနေပြီးတော့တူညီစွာကွာဝေးတဲ့နော်အမှတ်တွေပါဝင်တဲ့အစုခုဒီမှာပုံမှာတော့ဆရာတို့ကနမူနာလေးဟုတ်လား၃ချောင်းဆွဲပြထားတယ်ဒီမှာ directrix ကအကွာဝေးဒီမှာ focus ကအကွာဝေးတူးမယ်နော်ဟောဒီက point directrix ကအကွာဝေးfocus ကအကွာဝေးနော်ဒီမှာဟောဒီက point တစ်ခုနော် directrix ကအကွာဝေးနော် focus ကကွာဝေးနော်မြင်းတွေတစ်ခုနဲ့အမှတ်တွေတစ်ခုကတူညီစွာကွာဝေးတဲ့အဲ့လိုဒီလိုအမှတ်တွေရှိတဲ့နော်ဒီပုံကြီးကိုဆရာတို့က parabola လို့ခေါ်တယ်ပြောတာနော်အဲ့တော့မြင်းတွေကို directrix နော်အမှတ်တွေကို focus လို့ခေါ်တယ်နော်အဲ့တော့ဒီလို focus ကိုဖြတ်ပြီးတော့ဒီလို directrix ကိုဒေါင်းမှန်ကြတဲ့မြင်းနော်အဲ့ဒါကို exit of symmetry နော်ခေါက်ချိုးညီဝင်ရိုးလို့ခေါ်တယ်နော်ဒါတွေကကျတော့ parabola နော်သင်ပြီးသားဆိုရင်ဒါသိပြီးသားတွေပါနော်အဲ့တော့ကြတော့ဆရာတို့ကအခုဒီမှာ parabola ဒီ focus နဲ့ဒီ vertex ရဲ့အကွာအဝေးက p လို့သတ်မှတ်တယ်လို့နော် directrix နဲ့ဒီ vertex ရဲ့အကွာအဝေးကိုလည်း p လို့သတ်မှတ်တယ်အဲ့ဒါဆိုရင်ဒီ directrix နဲ့နော်ဒီ focus နဲ့ဟာ 2b ကွာဝေးတယ်လို့သိရတယ် directrix နဲ့ focus ဟာ 2b နော်အဲ့ဒါဆိုရင်ဒီမှာလဲ 2b ဒီလို 2b ကွာဝေးတယ်အဲ့ဒါဆိုရင်သူဟာ focus ကနေလဲ 2b ကွာတယ်နော်ဒီဘက်ကိုလဲအဲ့လို 2b ကွာမယ်ဟောဒီဥစ္စာလေးတွေညီတယ်ဆိုရင်ဆရာတို့ကနော်ဒီကောင်ဟာဒီလို focus ကိုနော်ဒေါင်းမှန်ကြပြီးတော့ parabola ကိုထိနေတဲ့ဒီအမှတ်တွေကိုဆရာတို့က endpoints of lateral random လို့ခေါ်တယ်နော်ဟောဒီကမြင်းကြီးက lateral random အဲ့တော့ lateral random ရဲ့အလျားဟာ 4b ရှိတယ်လို့ဆရာတို့သိရမယ်နော် 4b ရှိတယ်လို့သိရဒါ parabola အကြောင်းနော်ဆရာတို့ဒီမှာခက်ကြမ်းကြမ်းဆရာတို့ရှင်းလိုက်တာပေါ့နော်အဲ့တော့ general form of the equation of parabola equation ရဲ့ general form ဆရာတို့ကခုလိုမျိုးတွေ့တယ်ဆိုရင်ဒါကြီးဟာဒါ coordinate equation ကြီးပဲ coordinate equation ရဲ့ general form လို့ခေါ်တယ်နော်အဲ့ဒီ coordinate equation မှာဆရာတို့က b က0ဖြစ်သွားမယ် b 0ဖြစ်တယ်ဆိုတော့ဒီ x point တန်ပြောက်သွားတာအဲ့လို x point တန်ပြောက်မှသူက parabola ဖြစ်မှာနော် x point တန်ပြောက်ဖို့အတွက် b က0ဖြစ်ရမယ်နော်အဲ့ဒါမှဆရာတို့က parabola ဖြစ်နိုင်နောက်တာ parabola ဖြစ်ဖို့အချက်တစ်ချက်ကအဲ့ဒီ b ရဲ့ရှေ့ရဲ့နောက်မှာရှိတယ်ဟောဒီက x square ရဲ့မြောက်ဖော်ကွင်း a နဲ့နော် y square ရဲ့မြောက်ဖော်ကွင်း c ဟာတစ်ခုမဟုတ်တစ်ခု0ဖြစ်ရနော်အဲ့တော့ဆရာတို့ကဒီ coordinate equation မှာ parabola ဖြစ်ဖို့ဆိုရင်ဘာလိုအပ်တုံးနော် coordinate equation မှာ parabola ဖြစ်ဖို့ဘာလိုအပ်လဲဆိုရင်ဆရာတို့ b က0ဖြစ်ရမယ်နော်နောက်တစ်ခါ a သုံးမဟုတ် b တစ်ခုခုဟာ0နဲ့ညီရ a သုံးမဟုတ် c နော်တနည်းအားဖြင့်ပြောရင် a နဲ့ b 0ဖြစ်ရင် parabola ဖြစ်မယ်ဒါမှမဟုတ် c နဲ့ b 0ဖြစ်ရင်ဒါ parabola ဖြစ်မယ်ပေါ့ဒီ equation မှာထည့်လိုက်အဲ့ဒါဆိုရင် parabola ရဲ့နော် general form equation ဟာခုလိုမျိုးရလာမှာ ax square plus tx plus ey plus f is equal to 0သို့မဟုတ် ch square plus dx plus ey plus f equal 0နော်ဒါတွေဟာဆရာတို့က parabola ရဲ့
ဒါ CA square ဖြစ်နေတယ်ဒီမှာ CY square ဖြစ်ရမယ်နော် CY square ပြင်ထားလိုက်ပါနော်အဲ့တော့အခုဒီမှာ standard form of equation of parabola vertex at 0 0နော် vertex က origin မှာဖြစ်နေတယ်0 0ဆိုတာ origin ကိုပြောတာနော် origin ဒီနားလေးက point လေးတွေကိုပြောတာဩ x ဝင်ရိုးနဲ့ y ဝင်ရိုးနဲ့ဖြတ်တဲ့အမှတ်နော်ဒါလေးတွေပေါ့နော်ဩဒါဆရာတို့က vertex ကဘယ်မှာရှိတာလဲ0 0မှာရှိတဲ့ဒါ parabola တွေဩအဲ့တော့ဒီပုံလေးတွေကိုလေ့လာပါနော်ဒါညာဘွင့် open to the right ဒီပုံက open to the left ဒါ open up parabola ဒါ open down parabola နော်ဒီပုံလေးပုံပေါ့အဲ့တော့ဒီပုံလေးပုံကဆရာကအသေးစိတ်မရှင်းတော့တာကနော်အချိန်အခက်ခဲကြောင့်ပြီးတော့နောက်အခုဒီမှာဆရာတို့ကနော်ဒီဇယားပေါ့အဲ့ဒါဒီဇယားကဒီ parabola တွေနဲ့ဆိုင်တဲ့ဥစ္စာတွေနော်သူတို့မရှင်းတော့တာကဒီနောက်ပိုင်းမှာဆရာတို့ကထပ်ပြောလိုက်ရင်အဲ့ဒီကဥစ္စာတွေကနော်ရသွားမှာဖြစ်တဲ့အတွက်အဲ့တော့ဒီကောင်က translation of exit နော်အဲ့တော့ origin မှာဆရာတို့က vertex ရှိတယ်ပေါ့ခုနဒီအပေါ်အပုံကြီး origin မှာ vertex ရှိနော်အဲ့ဒီက vertex ကိုဆရာတို့က coordinate exit နော် coordinate exit ဆို x ဝင်ရိုးတွေ y ဝင်ရိုးတွေတစ်ချောင်းနော် exit ရ symmetry ရှိတဲ့ဒါတွေက exit ရ symmetry ဆိုတာသူကဒီဝင်ရိုးတွေတိုင်းဒါဆိုရင် x ဝင်ရိုးအတိုင်းခေါက်ချိုးညီတယ်ပါတာပါလားဒီပုံနှစ်ခုကြတော့ y ဝင်ရိုးအတိုင်းခေါက်ချိုးညီတယ်ပါတာပါလားဒီပေါ့နော်အဲ့ဒါကိုပြောတာနော်အဲ့ဒါတွေကိုဆရာတို့ကအဲ့လိုပါတာပါလားတွေကိုနော် horizontal h unit နဲ့ vertically k unit ရွှေ့လိုက်နော် k unit ရွှေ့လိုက်မှာဥပမာဆိုကြပါစို့နော်ဒီမှာ vertex ကိုဒီဘက်ကို a unit ရွှေ့မယ်နော်အဲ့ဒါ horizontal ဒီလိုမျိုးအပေါ်ကိုရွှေ့မယ်အဲ့ဒါ vertical နော် k unit ရွှေ့မယ်အဲ့လိုမျိုး vertex ရွှေ့လိုက်တာကိုပြောတာအဲ့ဒါနမူနာပြောရရင် origin ကဒီက o မယ်အဲ့ဒါဒီဘက်ကို h unit ရွှေ့တယ်ဒီအပေါ်ကို k unit ရွှေ့အဲ့ဒါ vertex နေရာပြောင်းလိုက်တာနော်vertex နေရာပြောင်းလိုက်တာအဲ့လိုဆိုရင်ဒီက vertex အသက်ကဘာဖြစ်သွားမှာလဲဆိုရင်ဆရာတို့က hk လို့ဖြစ်သွားမှာနော်ဒီမှာဒီကွာဝေးက h ဆိုတော့နော်ဒီကောင်က h နော်ဟောဒီကအကွာဝေးလေးကဒီအတိုင်းလေးဆရာတို့က k unit ရှေ့လိုက်တာဆိုတဲ့အတွက်ဟောဒီကနော် o prime ရဲ့ vertex ဟာဆရာတို့ကဘာဖြစ်သွားတာလဲဆိုရင် hk လို့ဖြစ်သွားတာနော်အဲ့ဒါဟာ translation of exit လို့ခေါ်တယ်အဲ့ဒီ vertex ကဒီမှာ hk ဆရာတို့အရင်တော့ origin က0 0လို့သတ်မှတ်ထားအဲ့0 0ကနေညာဘက်ကို h unit ရွှေ့တယ်အပေါ်ကို k unit ရွှေ့တယ်ဒါဆိုရင်ဒီကောင်ရဲ့ဗတ်တဲ့သူက h နဲ့ k နဲ့စုံတဲ့နေရာမှာရောက်လို့ hk လို့သတ်မှတ်လိုက်တာအဲ့ဒါဆိုရင်အဲ့ဒါကိုတက်နော်ဖြတ်ပြီးတော့အဲ့ဒီဗတ်တဲ့ကိုဖြတ်ပြီးတော့ဝင်ရိုးဆွဲလိုက်ရင်အဲ့ဒါ x ဝင်ရိုးနဲ့အပြိုင်မို့လို့ x prime လို့သတ်မှတ်ပြီးတော့ဒီကိုဖြတ်ပြီးတော့ y ဝင်ရိုးနဲ့အပြိုင်ဆွဲလိုက်ရင်အဲ့ဒီကဝင်ရိုးကို y prime ခေါ်တယ်နော်အဲ့တော့ဆရာတို့ဒါကြတော့ xy plane ပေါ့ဒီလိုကြီးတစ်ခုကြီးဆိုရင်အဲ့ဒါ xy plane ဒါကြီးဆိုရင် x prime y prime plane ပေါ့အဲ့တော့ဒီမှာအမှတ်တစ်ခုသတ်မှတ်ရင်ဆရာတို့ကခုဒီလိုမျိုးရွှေ့လိုက်ပြီဖြစ်တဲ့အတွက်အမှတ်ကိုနှစ်မျိုးသတ်မှတ်လို့ရတယ် xy plane နဲ့သတ်မှတ်လို့ရှိရင်ဒီ point ရဲ့ p အမှတ်ရဲ့ coordinate ဟာ xy နော်ဒီ x prime y prime ဝင်ရိုးနဲ့သတ်မှတ်ရင်သူဟာနော်သူ့ရဲ့ coordinate ဟာ x prime y prime coordinate ဖြစ်မယ်အဲ့တော့ဒီဆက်သွယ်ချက်လေးကြီးလေဆရာတို့ကသိအောင် xy ဆိုတဲ့ coordinate နဲ့ x prime y prime ဆိုတဲ့ဆက်သွယ်ချက်သူ့ရဲ့သဘောကဒါလေးကဆရာတို့ကဒါ x prime ဒါကြောင့်မလို့သူ့ကို x prime သတ်မှတ်တယ်ဒါလေးက y prime ဒါကြောင့်မလို့ y prime လို့သတ်မှတ်တယ် xy လို့သတ်မှတ်ခြင်းကသူကဒီ x ဝင်ယူပေါ်ပြီးဆွဲရင်ဒီကိုရောက်ရင် x ဖြစ်မှာဒီကိုရောက်ရင် y ဖြစ်မှာဒါကြောင့်မလို့ xy လို့သတ်မှတ်အဲ့တော့ကြတော့ဆရာတို့ကဒီမှာဆိုရင်ဒါညာဘက်ကို h unit ရွှေ့တာအဲ့တော့သူနဲ့အကွာအဝေးကိုဆရာတို့ကx prime လို့သတ်မှတ်တာနော်ဒီကနေဒီကွာဝေးက h အဲ့ဒါဆိုရင် h ကိုလိုချင်ရင် h prime နဲ့ h နဲ့ပေါင်းအောင်အဲ့လိုဆိုရင်ဆရာတို့ကအပြန်လာ h prime လိုချင်တယ်ဘာလို့ရမလဲ x ထဲကနေပြီးတော့ h ကိုနှုတ်ပြရအဲ့လိုပဲ y မှာလည်းအဲ့လိုပဲဒီကနေဒီအထိက y ဆရာတို့ဟော y လို့သတ်မှတ်တာဒီလိုအပေါ်ကိုဆရာတို့ဗတ်တက်ကိုရွှေ့လိုက်တာ k အဲ့တော့ဒီကနေပြီးတော့ဟောဒီကအထိအကွာအဝေးက y prime အဲ့ဒါဆိုရင်ဒါရှင်းပါတယ် y ဆိုတာ y prime နဲ့ k နဲ့ပေါင်းတာအဲ့ဒါလေးပြင်လိုက်တာပဲတခုမှတ်လိုက်ရင်ဆရာတို့ကရသွားတယ်အဲ့ဒီကနေပြီးတော့ y prime လိုချင်တယ်ဆိုရင်ဒါ y နဲ့ကနေပြီးတော့ k ကိုဆရာတို့နှုတ်လိုက်တာအဲ့တော့ဝင်ရိုးတွေပြောင်းနေဆိုရင်ခုဒီအောက်ကဘောင်ခတ်ထားတယ်
ဆက်သွယ်ချက်နှစ်ခုကိုဆရာတို့သိရမယ်ဟောနော်ဒါ coordinate အဟောင်းနဲ့အတစ်ပေါ့နော်ဒါဝင်ရိုးလဲတာမဟုတ်ဘူးနော်နောက်မှဝင်ရိုးလဲတာပါအောင်မှာဒါဝင်ရိုးကိုအပြိုင်ရွှေ့နော်ဝင်ရိုးကိုအပြိုင်ရွှေ့တာအဲ့တော့ဒီဥစ္စာလေးမှတ်ထားရမယ်နော်အဲ့တော့ကြတော့ဆရာတို့က translate တဲ့ parabola ပေါ့ parabola တွေနေရာရွှေ့ပြောင်းခြင်းနော်အဲ့လိုဆိုရင်ဆရာတို့ကဒီ equation of parabola ကိုတွားမယ်ဆိုရင် parabola ဟာ vertex ကဘယ်ပြောင်းသွားလဲဆိုရင်ဆရာတို့အစောပိုင်းတော့သိခဲ့တာ00ခုက hk လို့ပြောင်းသွားမယ်ဟောနော် hk အဲ့တော့ကြတော့ဆရာတို့ကနောက်ကိုတွဲမှတ်လို့ရပါတယ်အရင်ပြီးခဲ့ပြီးသား parabola ကိုသိကျင် vertex က0ဆိုရင် h က0 k က0ဖြစ်တဲ့ဥစ္စာပေါ့နော်နောက်အဲ့ဒီမှာကူဒီမှာ exit parallel to y exit ဟောသူ့ရဲ့ခုဝင်ရိုးအသစ်ဟာဘယ်သူနဲ့ပြိုင်နေမှာလဲဆိုရင် y exit နဲ့ပြိုင်နေမှာဟော y exit နဲ့ပြိုင်နေမှာเนาะအဲ့လိုဆိုရင်ဆရာတို့ကသူ့ကိုအခုဒီမှာအကြံမြင်မှတ်ရင်ဆရာတို့ကဘယ်လိုသွားမလို့เนาะ 8 prime square is equal to 4by ခုနကဆရာတို့အရှိမတုန်းကကြတော့ 8 square is equal to 4by ပေါ့ခုကြတော့ 8 prime square is equal to 4by prime ဒါမှမဟုတ်ရင် 8 prime the whole square is equal to negative 4by prime ဒါဟာဆရာတော့ y exit နဲ့ပြိုင်နေတဲ့ဝင်ရိုးရှိတဲ့ပါရာပါလားเนาะ y exit နဲ့ y exit နဲ့ပြိုင်နေဆိုရင်ဒီပါရာပါလာတွေဟာအပေါ်ပွင့်ဒုံမဟုတ်အောက်ပွင့်เนาะဒါဆိုရင်အပေါ်ပွင့်ပေါ့ဒီကောင်ဆိုရင်အောက်ပွင့်เนาะအဲ့လိုမျိုးဆရာတို့သိပါเนาะအဲ့ဒီမှာဆရာတို့ 8 prime y prime တွေကိုခုနဆက်သွယ်ချက်နဲ့ထည့်ရင် 8 prime ဆိုတာ x minus h y prime ဆိုတာ y minus k သိခဲ့လို့အဲ့လိုအစားသွင်းလိုက်ရင်ဒါဆရာတို့ရဲ့equation တွေရမှာเนาะအဲဒီမှာနမူနာပြောရရင်ဆရာတို့အစောပိုင်းတော့သိခဲ့တာဘာတဲ့00အဲ့တော့ဘာတဲ့00ဆိုရင် h နေရာမှာ0ထည့်လိုက် k နေရာမှာ0ထည့်လိုက်ဒါဒီ0ဖြစ်သွားရင် x square is equal to plus or minus 4by လို့ဖြစ်မှာအဲ့တော့ဒါသိရင်ဆရာတို့ကပြီးခဲ့တဲ့ဥစ္စာကိုပြီးလို့เนาะဆရာအဲ့ဒီမှာအချိန်ကုန်ခံပြီးတော့ရှင်းခဲ့အဲ့လိုပဲဒါက x ဝင်ရိုးနဲ့ပြိုင်နဲ့เนาะပါရာပါလာကြီးဆွဲမှာเนาะခေါက်ချိုးညီဝင်ရိုးက x ဝင်ရိုးနဲ့ပြိုင်နေတဲ့ကောင်เนาะအဲ့တော့ဒါလည်းခုနလိုပဲဆရာတို့ကเนาะနောက်ဆုံးပိတ်သူ့ကိုမှတ်မှာဒီ equation ပဲဟောအဲ့တော့သူ့ပုံတွေကခုလိုမျိုးဆရာတို့ထွက်လာမှာဟောเนาะဒါပုံချင်းကအတူတူပဲเนาะဝင်ရိုးပြောင်းသွားတယ် vertex ပြောင်းသွားတယ်ဟောအဲ့တော့ဒါသူ့ရဲ့ဆရာတို့မှတ်ရမယ်เนาะဇယားပေါ့ဒီဇယားကိုမှတ်တာဟောအဲ့တော့ဒီဇယားကိုမှတ်ဖို့အတွက်ဆရာတို့ကဒီအောက်မှာဒါလင်္ကာလီပေးထားတယ်ဟောเนาะလင်္ကာလီပေးထားတယ်ဟောနှစ်ထပ်ကိုကြည့်ခောက်ချိုးတိ၍เนาะဆရာတို့ကနှစ်ထပ်ကိုကြည့်ရင်ခောက်ချိုးတိတယ်ဟောဘလို့တိတာတော့ပြန်ကြည့်လိုက်ဟောဒီမှာနှစ်ထပ်ဆိုတာဒီလို y minus k the whole square ရเนาะဒါတွေကိုပြောတာပေါ့ x minus 8 the whole square ရဒါတွေကနှစ်ထပ်ကိုကြည့်လို့ပြောတာအဲ့နှစ်ထပ်ကိုကြည့်လိုက်ရင်ဒီမှာ k ဟော k ဆိုရင်เนาะဆရာတို့ကဟော y is equal to k ဟာအဲ့ဒါ horizontal exit of symmetry ပဲအဲ့ဒါခောက်ချိုးညီဝင်ရိုးလို့ပြောတာဟော h minus 8 square ဆိုရင်x is equal to h ညီမျှချင်းချလိုက်အဲ့ဒါ vertical exit เนาะအဲ့ဒါ exit of symmetry ပဲအဲ့ဒါနှစ်ထပ်ကိုကြည့်ခောက်ချိုးတိ၍တဲ့เนาะနှစ်ထပ်ကိုကြည့်လိုက်ရင်ဆရာတို့က parabola ရဲ့ exit of symmetry ခောက်ချိုးညီဝင်ရိုးသိသွားပြီနောက်တစ်ခါတစ်ထပ်လက္ခဏာ graph ပုံမှာတဲ့တစ်ထပ်လက္ခဏာဆိုတာဒီဘက်ဘယ်ဘက်ကနှစ်ထပ်ဆိုရင်ဒီညာဘက်ကကောင်တွေကနှစ်ထပ်ဒါဆိုရင် x ကတစ်ထပ်ဒီကောင်လေးဆိုရင် y ကတစ်ထပ်တစ်ထပ်လက္ခဏာဆိုတော့ဒီတစ်ထပ်ရဲ့ရှေ့မှာကြည့်လိုက်လက္ခဏာဒီမှာအပေါင်းအဲ့ဒါအပေါင်းဆိုရင်ဆရာတို့က open to the right ဒါဒီ graph အတွက်เนาะဒီလိုလေးတွဲမှတ်သွားမှာအဲ့ဒါ open to the right ဒီ x ရှေ့မှာကျတော့အနှုတ်ရှိတော့ open to the left เนาะဒီ y ရှေ့ကိုတွားကြည့်လိုက်တဲ့အပေါင်းအဲ့လိုအပေါင်းဆိုရင်အဲ့ဒါအပေါ်ဝင် open up ဒီမှာဆိုရင်အနှုတ်အဲ့ဒါဆိုရင် open down အောက်ပွင့်လို့ဆရာတို့ကသိတယ်အဲ့ဒါတစ်ထပ်လက္ခဏာကရပုံမှာတဲ့အဲ့တော့ vertex မှာပြီးတက် focus တဲ့အဲ့တော့ vertex ဆရာတို့ကဘယ်လိုယူရမလို့ vertex လိုချင်ရင်ဒီကိုကြည့်ပြီးတော့ HTK တွေကိုဆရာတို့ကယူလိုက်တာပဲเนาะလက္ခဏာပြောယူလိုက်တာအဲ့ဒါဆိုရင်ဒီပုံအားလုံးအတွက်ဆရာတို့က vertex ဟာ HK ပဲเนาะဒီပုံအားလုံးအတွက် vertex ဟာ HK ဘယ်လိုသိရမလို့เนาะ vertex ဆရာတို့ယူမယ်เนาะ vertex ယူရင် H နဲ့တွဲတာက H coordinate Y နဲ့တွဲတာက Y coordinateအဲ့တော့ H နဲ့တွဲတာ HT ပဲเนาะ H နဲ့ H coordinate နဲ့တွဲတာ H
နော် y coordinate နဲ့တွဲတာ k ဟောအဲ့ဒါvertex u ရုံပဲဆရာတို့ကအဲ့တော့ vertex က hk လို့ဆရာတို့သိတယ်ဟောနော် vertex hk လို့သိတယ်အဲ့လို vertex hk လို့သိရနော်ဟောဆရာတို့က vertex မှာ p တက် focus ဟောဘယ်လိုပီတက်ရမလို့အဲ့တော့ပီတန်မိုးဘယ်လိုယူရမလို့ဟောပီတန်မိုးရှင်းပါတယ်ဒီမှာပါတဲ့ဖိုးပီမှာရှိတဲ့ဥစ္စာလက္ခဏာတွေထည့်မယူသေးနဲ့တော့ဒီမှာပီလို့ယူလိုက်ပေါ့အဲ့ဒီ vertex မှာအဲ့ဒါပီတန်မိုးပဲအဲ့ဒီ vertex ကိုဆရာတို့ကပီတက်လိုက်ပီနဲ့ပေါင်းလိုက်တာပေါ့နော် vertex မှာပီတက် focus ဟောအဲ့တော့ p ကဘယ်သူ့ကိုပေါင်းရမလို့နော် h ကိုပေါင်းရမလား k ကိုပေါင်းရမလားဆရာတို့ကဒီမှာကြည့်ရဟောအဲ့တော့ကြတော့ဆရာတို့ကဒီမှာဆိုရင်ဒီပုံစံအတွက်ဆိုရင် p က h နဲ့တွဲနေတာပြီးတော့လက္ခဏာအပေါင်းအဲ့ဒါဆိုရင် h coordinate ဖြစ်တဲ့ h ကို p ပေါင်းလိုက် h plus p k ဟောနော် h plus p k ဟောနော်ဒီလိုမျိုးသွားလိုက်တာဒီနောက်မှာလည်းကြည့်လိုက်ဟော vertex ကို p တက် focus ဟောဘာတူကို p ပေါင်း h ကိုပေါင်းရမှာလား p ကို k ကိုပေါင်းရမှာလားသိကြတယ်ဒီ p က x နဲ့တစ်ထပ်နဲ့တွဲနေတာအဲ့ဒါဆိုရင် h plus p လို့ဆရာတို့ပေါင်းလိုက်ရုံပဲဒီမှာကျတော့အနှုတ်ဆိုတော့ h minus p ဟောဒီမှာကျတော့တစ်ထပ်က y ဆိုတော့ k နဲ့ကပ်ရမှာဟောဒီမှာအပေါင်းဆိုတော့ k plus p ဒီမှာတစ်ထပ်က y ဆိုတော့ y တန်မှု k နဲ့ကပ်ရမှာ k minus p ဟောအဲ့ဒါဆိုရင်ရှေ့ကကြံတဲ့ဥစ္စာကမပြောင်းဘူးဒီအတိုင်းလေးပဲဟောအဲ့ဒါဆိုရင်ဆရာတို့က vertex ကို p တက် focus ဟောဆိုပြီးတော့ခုလိုမျိုးဆရာတို့ရလာမယ်ဟောနောက်တစ်ခါ p ကိုလက္ခဏာပြောင်း directory မြင်းကြောင်း p ကိုလက္ခဏာပြောင်း directory မြင်းကြောင်းဆိုတော့ခုနကတော့ဒီမှာ h plus b h minus b ဟုတ်လား k plus b k minus b အဲ့ဒီကလက္ခဏာလေးတွေပြောင်းလိုက်ရင်ဆရာတို့က directory ရဲ့ equation ကိုရတယ်ဟောဥပမာဒီမှာဆိုရင်ဆရာတို့က h တန်ဖိုးကဒါ h coordinate ပေါ့ h coordinate က h plus b ဟောအဲ့ဒါဆိုရင်သူ့ကိုဆရာတို့က negative ပြောင်းလိုက်ရင် h minus b အဲ့ဒါဟာ directory ပဲနော် h is equal to h minus b ဟောဒီမှာကြည့်လိုက်ဒီမှာ h plus b ဆိုရင်ဒီကြတော့ h is equal to directory ကြတော့ equation ထည့်ရတယ်နော် h minus b ဒီမှာ h minus b ဆိုတော့ဒီမှာ h plus b နော်ဒီက k plus b ဟော y သူကနောက်ကဆို y coordinate လीအဲ့တော့ y is equal to k minus b ဟောဒီမှာကြတော့ y is equal to k plus b ဟောအဲ့တော့နော် vertex ယူရမယ် p တက်တက်မယ်ဟော p ကိုလက္ခဏာပြောင်းမယ်ဟောနော်ဆရာတို့အဲ့ဒါဆိုရင်ဒါ directory တွေဆရာတို့ရလာပြီဟောနောက်တစ်ခါ focus မှာ p မပါတဲ့ဟော focus မှာ p မပါဆိုတော့ဒီမှာ focus ကိုကြည့်လိုက် focus မှာ p မပါဆိုတော့ဒီနှစ်ခုက k ဒီနှစ်ခုက h အဲ့ဒါ p မပါတာတွေက k ဒီမှာဆိုရင် k ပေါ့ဒီမှာဆိုရင် h ပေါ့အဲ့တော့ focus မှာ p မပါ plus or minus 2p ဟာတဲ့ဟော p မပါတဲ့ဥစ္စာကိုဆရာတို့က plus or minus 2p နဲ့တွဲလိုက်เนาะအဲ့ဒါဆိုရင်ဘာရမှာတော့ n point of lattice random လို့ရပါเนาะအဲ့တော့ဒီမှာဇယ်ရမှာတော့ n point of lattice random ကိုဆရာတို့ရေးမပြောင်းဟောတနည်းအားဖြင့်ပြော a plus b ဒီတိုင်းထားလိုက်နောက်က k plus 2p သို့မဟုတ် k minus 2p နှစ်ခါတွက်လိုက်เนาะအဲ့ဒါဆိုရင် n point of lattice random ရအဲ့တော့ဒီမှာဆိုရင် p မပါတာ h အဲ့ h ကို h plus 2p h minus 2p เนาะအဲ့လိုကတ်လိုက်ရင်ဆရာတို့ဘာရတော့ n point of lattice random ရတယ်ဟောဆိုတာကိုဒီမှာရေးပြထားတာဟောเนาะအဲ့တော့ကြတော့ဆရာတို့ကအခုဒီမှာနောက်တစ်ခုကဟော v နဲ့ f ရဲ့တန်ဖိုးတူနှစ်ထပ်အောက်ကို u ဟောခောက်ချိုးညီလဲတူဆိုတော့ဒီမှာပြန်ကြည့်လိုက်ဟော v နဲ့ f v ဆိုတာဘာတဲ့ f ဆိုတာ focus တန်ဖိုးတူဆိုတော့ဒီမှာ kk လို့တူနေတာအဲ့လိုဆိုရင်ဒီ k ဟာနှစ်ထပ်အောက်ကဖြစ်ရမယ်လို့ပြောတာ y minus k the whole square ဟောဒီမှာဆိုရင်ဟော vertex နဲ့ focus နဲ့တန်ဖိုးတူတာဟာရှေ့တူနေတာ h h x တန်ဖိုးတူနေတာဒါကြောင့်မို့လို့အဲ့ဒီကောင်ကနှစ်ထပ်အောက်ကဖြစ်ရမယ်ဟော x minus 8 the whole square ရအဲ့လိုတန်ဖိုးတူတဲ့ကောင်ကဒီမှာဆိုရင် k တူတယ်ဆိုရင်အဲ့ဒီက k ဟာခောက်ချိုးညီဝင်ရောပဲဟောဒီမှာဆိုရင် h တူတယ်အဲ့လိုဆိုရင်အဲ့ဒီက h is equal to h ဟာခောက်ချိုးညီဝင်အဲ့တော့ h နဲ့ဆိုရင် vertical exit လို့သတ်မှတ်တယ် y နဲ့ဆိုရင် horizontal exit လို့သတ်မှတ်တယ်ဟောဒါကပါရာဗလာရဲ့เนาะဆရာတို့သတ်မှတ်ပုံလေးเนาะခုဒီနားလေးမှာခဏဖြတ်ပြီးတော့ဗီဒီယို edit လုပ်အောင်မယ်